မင်္ဂလာပါစာရေးပဲဆိုလို့ရှိရင်ပထမဆုံးစာမျက်နှာလေးအရင်ပြင်လိုက်ပါမယ် page layout တက်ထဲကိုသွားမယ် page select group button လေးကိုနှိပ်လိုက်မယ်ပြီးတော့ paper မှာဆိုလို့ရှိရင် A4 သုံးပြီးရေးမှမလို့ A4 ကိုယူလိုက်မယ် margin မှာဆိုလို့ရှိရင် top တစ်လက်မှာ bottom တစ်လက်မှာ left ကကျတော့ 1.25 ထားပါမယ်ဒါတော့ကိုကြိုက်တယ်လို့ထားလို့ရပါတယ် right ကကျတော့ 0.75 ယူလိုက်ပါမယ် orientation ကတော့ portrait လေးပဲထားလိုက်မယ်ပြီးတော့ okay ကိုနှိပ်လိုက်ပါမယ်ဒါဆိုစာမျက်နှာလေးပြင်ပြီးတော့ပါပြီစာမျက်နှာလေးမှာဆိုလို့ရှိရင် column နှစ်ခုခွဲပြီးတော့ကြပြားလေးရေးမှာဖြစ်ပါတယ် column နှစ်ခုခွဲမယ်ဆိုလို့ရှိရင်တော့ page layout တက်ထဲက page select group ထဲမှာပဲရှိတဲ့ column ကိုသုံးပါမယ်အဲ့မှာနှစ်ခုခွဲမယ်ဆိုလို့ရှိရင်2ကိုယူလိုက်လို့ရပါတယ်ဒါဆိုရင် column နှစ်ခုခွဲသွားပါလိမ့်မယ်တကယ်လို့ကိုက customize လေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီက more column ကိုယူလိုက်ပါမယ် column မှာနှစ်ခုခွဲမယ် number of column က2ဖြစ်မယ်ဒီမှာဆိုလို့ရှိရင် column အများဆုံးကကျတော့3ခုထိခွဲလို့ရပါတယ်ဒီတဲ့အများကြီးခွဲမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ arrow လေးနဲ့တွားလို့ရတယ်ထောင် arrow နဲ့ short လို့ရတယ်ခဏန်းကိုလည်းရိုက်ထည့်လို့ရပါတယ်အခုတော့နှစ်ခုပဲခွဲမှာမလို့2ကိုယူလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင် document တစ်ခုလုံးကိုခွဲမှာလားဒါမှမဟုတ်ဒီကာစာရှိတဲ့နေရာလေးရဲ့ရှေ့ကိုခွဲမှာလားဆိုပြီးတော့ယူလို့ရပါတယ်အခုရေးပြမှာကကြတော့ဒီ document တစ်ခုလုံးခွဲတာလေးနဲ့ရေးပြပါမယ်ဟို document ကိုယူလိုက်ပါမယ်ဒါဆိုဒီမှာသူကစာမျက်နှာတစ်ခုလုံးကိုခွဲသွားပါပြီ okay ပေးလိုက်ပါမယ်column နှစ်ခုကြားထဲမှာဒီလို line လေးထည့်ခြင်းနဲ့ဆိုလို့ရှိရင်เนาะခုနက column လေးကိုလည်းသွားပါမယ် more column ကိုသွားပါမယ်အဲ့ထဲမှာ line between ဆိုတာလေးရှိပါတယ်ဒါဆိုလို့ရှိရင်ဒီ column နှစ်ခုကြားထဲမှာ line လေးပါလာပါလိမ့်မယ် okay ကိုနှိပ်လိုက်ပါမယ်ဒါဆိုဒီမှာစာလေးစာပြီးတော့ရေးပါမယ်စာရေးမယ်ဆိုလို့ရှိရင်ဒီမှာကမြန်မာ text ကိုပဲသုံးရေးပါမယ်ခေါင်းစဉ်ကကြတော့14ထားလိုက်ပါမယ်ပြီးတော့ခေါင်းစဉ်ရေးမှာမလို့စင်တာယူလိုက်ပါမယ်ခေါင်းစဉ်ရေးလိုက်ပါပြီခေါင်းစဉ်ပြီးလို့ရှိရင်နောက်တစ်ကြောင်းမှာဆက်ရေးမှာမလို့ enter ခေါက်လိုက်ပါမယ်ပြီးတော့ align ကကြတော့ left ထားပါမယ်ဘယ်ဘက်ကိုကပ်ရေးပါမယ် align left ထားပြီးတဲ့နောက်မှာဖောင်းကတော့မြန်မာ text ပဲသုံးမယ်ဖောင်း size ကကြတော့တွဲလေးထားလိုက်ပါမယ်တစ်ကြောင်းပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ကြောင်းဆင်းမှာဖြစ်တဲ့အတွက်ကြောင့် shift နဲ့ enter လေးနဲ့တွဲနှိပ်ပါမယ်တစ်ပိုက်ပြီးသွားတာမဟုတ်ပါဘူးဒါဆိုတစ်ပိုက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် enter ခောက်ပါမယ်တစ်ကြောင်းပြီးသွားတာဖြစ်လို့ shift နဲ့ enter နဲ့တွဲနှိပ်ပါမယ်ကြောင်းပြီးသွားတာဖြစ်လို့ shift enter တွဲနှိပ်ပါမယ်ဒါဆိုတစ်ပိုက်လုံးပြီးသွားတာဖြစ်လို့ enter ခေါက်လိုက်ပါမယ်ပြီးတော့စာရေးသူရဲ့နာမည်ကိုညာဘက်ခြမ်းလေးမှာကပ်ပြီးတော့ရေးပါမယ်ဒါဆိုလို့ရှိရင်တော့ align ကို right ထားပေးရပါမယ်ဒါဆိုရင်ကြပြလေးတစ်ချမ်းမှာတော့ရေးပြီးတော့ပါပြီပြီးတော့နောက်ထပ် column တစ်ခုကိုသွားပြီးတော့ရေးချင်တာပါနောက်ထပ် column ကိုကူးသွားတယ်ဆိုလို့ရှိရင်တော့ဒီစာကြောင်းမှာဆက်မရေးပါဘူးနောက်တစ်ကြောင်းမှာရေးမှာမလို့ enter လေးခောက်လိုက်ပါမယ်ပြီးတော့မှဟိုဘက်ချမ်းကိုကူးပါမယ်မဟုတ်လို့ရှိရင် enter မခောက်ဘဲနဲ့ဟိုဘက်ချမ်းကိုကူးလိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာပြုပြင်သမျှကိုဒီဘက်က line မှာလည်းတက်ရောက်မှုရှိနေတာပါဒါကြောင့် enter လေးခောက်ပေးရပါတယ်ဒီဘက် column ကနေဟိုဘက် column ကိုကူးမယ်ဆိုလို့ရှိရင်တော့ဒီစာမျက်နှာမှာပဲပြောင်းလဲမှုတွေပြုလုပ်တာမလို့ layout တစ်ထည့်ကိုပဲဝင်ပေးရပါမယ် break ထဲကိုသွားပါမယ်ဒီဘက် column ဆုံးသွားပြီးဟိုဘက်ချမ်းကိုကူးမယ်ဆိုလို့ရှိရင်ဒီ column လေးကိုယူပေးရပါမယ်ဒီမှာလည်းပုံလေးနဲ့ပြထားပါတယ် column ကိုနှိပ်လိုက်ပါမယ်နောက်တစ်ဘက်ချမ်းကိုရောက်သွားပါပြီခုနက column နှစ်ခုထဲမှာ line လေးထည့်ခဲ့တဲ့အတိုင်းဒီမှာ line လေးပေါ်နေပါပြီဒါဆိုခေါင်းစဉ်ရေးမှမလို့alignment ကို center ထားလိုက်ပါမယ်ပြင်မယ်ဆိုလို့ရှိရင် home tab ထဲက paragraph group ထဲက center လေးကိုယူလိုက်ပါမယ် center ကိုချိန်ပြီးတဲ့နောက်မှာတော့ font ကိုခေါင်းစဉ်ရေးမှမလို့14ထားလိုက်ပါမယ်ဒီမှာသုံးချင်တဲ့ font ကိုရွေးလို့လည်းရပါသေးတယ်ခုကတော့မြန်မာ text နဲ့ပဲရေးမှမလို့ဒီတိုင်းပဲထားလိုက်ပါမယ်ခေါင်းစဉ်ရေးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ကြောင်းမှာဆက်ရေးမှဖြစ်လို့ enter လေးခောက်ပေးပါမယ်ပြီးတော့ font size ကတွဲထားမယ် alignment ကတော့ left ကိုထားပါမယ်ဘယ်ဘက်ချမ်းမှာကဲရေးမှာမလို့ပါ
shift နဲ့ enter နဲ့တွဲနေပါမယ်shift enter တွဲနေပါမယ် shift enter လေးတွဲနေပါမယ်တစ်ပိုက်ဆုံးလိုက်ဆိုလို့ရှိရင်เนาะ enter ခောက်ပါမယ်ကြပြဆရာရဲ့နာမည်ကိုညာဘက်ချမ်းမှာရေးမှာမလို့ alignment ကို right လို့ပြင်လိုက်ပါမယ်ဒါဆိုကြပြလေးရေးပြီးတော့ပါပြီနောက်တစ်ကြောင်းဆင်းမဲ့ဆိုလို့ရှိရင်เนาะ enter လေးကိုခောက်ပေးလိုက်ပါမယ်